ပစုံကြောက်ကြော်ကိုကျွတ်မွားလေးဖြစ်အောင်မကြော်တက်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်သွားနော်အရင်ဆုံးပစုံကြောက်ကိုရေးစိမ်ပြီးတော့ထောင်းထားပါတယ်ပစုံကြောက်ကိုကြိတ်တဲ့အခါမှာအသားကတိတ်ပြီးတော့လေမွားလေးမရဘူးပေါ့နော်ခုလိုမျိုးရေးစိမ်ပြီးထောင်းရင်အသားလေးကလေအသားပတ်ကလေးရတဲ့အတွက်ကြောင့်ရေးစိမ်ပြီးတော့ထောင်းရပါတယ်ပြီးရင်ကြက်သွန်နီကိုအထူပါးညီအောင်ဒေချာလေးဖဖပါးလေးတွေလှီထားမယ်ပြီးရင်လက်ကလေးနဲ့ခုလိုမျိုးဖွာပေးရပါတယ်ဒီလိုမျိုးဖွာပေးခြင်းအပြင်ကြက်သွန်နီကြော်တဲ့အခါမှာအကျွတ်ညီပြီးတော့လေအယောင်လှလှလေးရပါတယ်စီထဲကိုစနွေးမုံထည့်ပြီးတော့ကြက်သွန်နီကိုအရင်ဆုံးမှွေပေးပါတယ်မှွေကြော်ပေးတယ်ပေါ့နော်ကြက်သွန်နီကတဖြည်းဖြည်းအယောင်ပြောင်းလာမယ်ပေါ့နော်ကြော်ရင်နဲ့လေခုလိုမျိုးအနေထားရောက်ပြီးဆိုရင်တော့လေသူ့စီပူနဲ့တူတူအကုန်လုံးအကျွတ်ညီရောမှဖြစ်တဲ့ကြောင့်ခွက်တစ်ခုတည်းကိုအမြန်ဆုံးလောင်းထည့်လိုက်ပါနောက်မှဆိုအိုရီယာမှာထားပြီးတော့ဆင်းနေမယ်ဆိုရင်တခြားဟာတွေကလေအယောင်ညီညူွားပြီးတော့လေအကျွတ်မညီတော့ဘူးပေါ့ပြီးတော့မှစီကိုခုလိုမျိုးစစ်ပြီးတော့ပြန်သုံးပါတယ်ဒီထဲကိုပစုံကြောက်ထောင်းထားတာလေးထည့်ပါတယ်။အပြားကြီးနည်းနည်းထည့်ပါတယ်။ကြက်သွန်ဖြူကိုထောင်းထားတဲ့ဟာကိုခုတစ်ခါတည်းထည့်ပြီးတော့မွေပါတယ်။ဒါဆိုရင်ပစုံကြောက်ကြော်အကျွတ်ကြက်သွန်ဖြူကြော်လည်းအကျွတ်ဖြစ်ပါတယ်။စားလေးနည်းနည်းနဲ့ဒါရှိနည်းနည်းထည့်ထားပါတယ်။မွေနဲ့ခုလိုမျိုးစီကအမြုပ်ထလာပြီးနှစ်ကြိမ်မြောက်လောက်ရှိပြီဆိုရင်တော့ဒါဆိုရင်တော့လေပစုံကြောက်ကလေးတွေကကျွတ်နေပါပြီ။အရသာမီးကြည့်တယ်ကြိုက်ပြီဆိုရင်တော့မီးလျှော်ပြီးတော့ငရုတ်သီးခွဲချမ်းပေါ့နော်ပင်နံသီးမုံသုံးထားပါတယ်ငရုတ်သီးခွဲချမ်းထည့်တယ်ကြက်သွန်ကြီးကြော်ထားတာထည့်ပြီးတော့ရုံးပွေးလိုက်ပြီးဆိုရင်တော့ကျွတ်ရွာလေးနဲ့ဆက်ကလေးအရန်စားကောင်းတဲ့ပစုံကြောက်ကြော်6ကလေးရပါတယ်ဒီပစုံကြောက်ကြော်ကလေပေါင်းမုံကြားတဲ့ကိုညှက်ပြီးစားရင်လည်းကောင်းတယ်ပဲဟင်းတို့ထမင်းတို့နဲ့တွဲစားရင်လည်းအရန်လိုက်ပါတယ်ရှင်ခုလိုပစုံကြောက်ကြော်တဲ့အခါမှာငပိလည်းမထည့်တဲ့အတွက်ကြောင့်ပစုံကြောက်ကလည်းလေကျွတ်မွားလေးရတယ်ပေါ့နော်ငပိမကြိုက်တဲ့လူတွေဆိုရင်ခုလိုနည်းနဲ့ကြော်စားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ရှင်